ထမဆုံးဗီဒီယိုကလစ်တစ်ခုရိုက်မယ်ဒုတိယဒီလိုဗီဒီယိုကလစ်တစ်ခုရိုက်မယ်ပြီးကတ်ထဲတော့မယ်ဒုတိယဗီဒီယိုကလစ်ကို over လေးနှိပ်လိုက်မယ်ပြီးဒုတိယဗီဒီယိုကလစ်ကိုထောက်ပြီးတော့ကျွန်တော်ရေထဲရေကျတဲ့ချိန်ပေါ့အဲ့နေရာကိုထိယူပြီးတော့မှရှေ့ဘက်ဖျက်လိုက်မယ်ပေါ့နော်ရေကျတဲ့ချိန်ထိယူလိုက်မယ်ပထမဗီဒီယိုကလေးကဖုန်းလေးကိုလက်ညှိုးနဲ့ထောက်တဲ့နေရာလေးထိချိန်ပြီးတော့မှအောက်ကဗီဒီယိုကလေးလေးကိုညှိမယ်ပေါ့နော်ဖုန်းကိုလက်ကထောက်တာနဲ့ရေကျတဲ့ပုံစံလုပ်ချင်တာဆိုတော့ဖုန်းကိုလက်ညှိုးနဲ့ထောက်တာနဲ့အောက်ကရေကျတဲ့ပုံကွက်တိညီအောင်ညှိမယ်ပေါ့နော်ဒီနေရာမှာအရေးကြီးဆုံးအထီးရပါပဲပြီးရင်ကျွန်တော်တို့ဒုတိယဗီဒီယိုကလေးကို mask ကိုနှိပ်မယ် horizontal ကိုရွေးမယ်ပြီးရင်ဒီလိုလေးလှည့်လိုက်မယ်နော်လှည့်လိုက်ပြီးရင်ကျွန်တော်တို့ဖုန်းရဲ့အောက်ခြေထိအောင်ဆွဲလိုက်မယ်ဒါဆိုရင်တော့ရသွားပြီပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အကျိုးရှိရဆိုရင်တော့ like and follow လုပ်ခဲ့ပေးပါဦး